5 ရက်ပတ်ဝန်းကျင်လောက်ဆိုလို့ရှိရင်တော့ဒီပင်လားပင်လယ်အော်တောင်ပိုင်းပေါ့နော်တောင်ပိုင်းမှာကျွန်တော်တို့လေပြင်းအားနဲ့ရပ်ဝန်းလေးတော့စပြီးတော့ဖြစ်ဖို့ရှိပါတယ်ဖြစ်ဖို့ရှိတယ်သူဘယ်လောက်အထိအားကောင်းလာမလဲဆိုတာတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်နောက်ပြီးတော့ဘယ်ဘက်ကိုရွေ့မလဲအရွေ့အစားဘယ်လောက်အထိကြီးမလဲအားဘယ်လောက်ကောင်းမလဲပေါ့နော်ဒီ3ချက်ကကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့လက်ရှိအခြေအနေမှာတော့သူကမြောက်ဘက်ကိုတော့ရွေ့နိုင်တယ်ဆိုတော့မော်ဒယ်အကုန်လုံးကတော့ကျွန်တော်တို့တပြေးညီတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့4 ရက်နေ့လောက်ကိုဒီလေပြင်းနဲ့တကယ်ဖြစ်လာပြီဆိုတဲ့အချိန်ကျတော့မှဒါကိုသိရပါမယ်ခင်ဗျဟုတ်ကဲ့ဆရာအခုကလေသတင်းတွေကဒါဆရာဟာတော့တချို့သိတဲ့လူတွေကတော့ကြည့်ကြပါတော့တစ်ချိန်နဲ့အချိန်နဲ့တပြေးညီကြည့်နေကြမှာတချို့ကြသတင်းအမှားရတက်လာဥမာဟိုရခိုင်ဘက်တွေတို့ဘာတို့ဘက်တွေမှာလည်းအញ្ញမ်းဖြစ်တယ်ဆိုတော့ဖြစ်ရတော့တချို့ရလည်းစိုးရိမ်နေကြပါတော့တချို့တွေကလည်းသိရမလားအင်တာနက်မရမှာစိုးရနေဆိုမသိမှာဆိုလို့ဆိုတော့ဆရာအနေနဲ့ဥစ္စာလေးကိုလည်းနည်းနည်းလေးပြောပြပါဦးဆရာဟုတ်ကဲ့ရခိုင်ဘက်ကိုဝင်နေဆိုပြီးတော့ပုံနေနဲ့တက်တဲ့ဥစ္စာတော့သတင်းအမှားပါ2023ခုနှစ်ကဒီကျွန်တော်တို့မိုးခါမုန်တိုင်းရဲ့ပုံကိုတင်ပြီးတော့ဒါတွေလုပ်နေကြတာပေါ့နော်အဲ့လိုမျိုးသတင်းအမှားတွေကဘယ်သူတွေကဘာကြောင့်လွှင့်နေလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျဘာကြောင့်ဘာရည်ရွယ်ချက်နဲ့ပေါ့နော်ဘာရည်ရွယ်ချက်နဲ့လုပ်နေကြသလဲဆိုတာကိုဘယ်လိုပြောရမှန်းတော့သိတော့မဟုတ်ဟုတ်ကဲ့ဆရာဒါဆိုလို့ရှိရင်အခုလက်ရှိမှာကိုလူတွေကဒီငလျင်နဲ့ပတ်သက်ပြီးတော့လဲပေါ့နော်ဆရာတို့ကတော့ဒါအချိန်နဲ့တပြေးညီတော့တင်ပြနေပေါ့စိုးရိမ်လာနေဘွယ်ရောရှိလားဘယ်လိုမျိုးလေးရောဒါပြောလို့ရနိုင်တယ်လားပြောလို့ရလဲဆရာအခုလောလောဆယ်မှာကငလျင်ကကျွန်တော်တို့စကိုင်းကျွန်တော်တို့ရင်းနှီးကြီးအင်းကိုဗဟိုပြုပြီးတော့ပထမဦးဆုံးဒါ major strike ပေါ့နော် major strike ကအဲ့ဒီမှာလှုပ်တယ်ပေါ့ 7.7 နဲ့လှုပ်တယ်လှုပ်တဲ့အခါကျတော့ဒီဟာကနေပြီးတော့အခုနောက်ဆက်တွဲငရင်ငယ်တွေလှုပ်ပြီးတော့တဖြည်းဖြည်းနဲ့အားရော့တယ်ဆိုတာ9.5တို့ဘာလို့ဆိုတာတွေကတော့ဒါရှိနေမှာပေါ့နော်ဒါပေမဲ့ငရင်အသေးလေးတွေဆက်ပြီးတော့လှုပ်တာတွေလည်းရှိတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့10 ချိန်15 ချိန်မကောက်ဘူးပေါ့နော်လှုပ်နေတာကြီးရှိတယ်ပြီးခဲ့တဲ့နိုင်ပိုင်းကမှကျွန်တော်တို့မိတ္တရာနာမန္တလေးနာသာသဖြင့်ပေါ့နော်အဲ့လိုမျိုး 5.5 တို့ဘာလို့အဲ့လိုမျိုးလှုပ်သွားတာလေးရှိတယ်ရှိတော့ဒီကနေပြီးတော့ကျွန်တော်တို့ပဲခူးကိုလာပြီးတော့ပဲခူးငရင်1930ခုနှစ်ကလှုပ်တဲ့ပဲခူးငရင်နဲ့1830ခုနှစ်ဝင်းကျင်1919ဘော်ဝင်းကျင်လောက်ကလှုပ်တဲ့မင်းမျိုးကြောက်ကျန်းငရင်တို့အဲ့ဒီဟာတွေလူတွေကအကုန်ရောပြီးပြောနေတော့ကျွန်တော်မြင်တာကတော့ဒီအခုလှုပ်သွားတဲ့ငရင်ဒီစကိုင်းပြက်၍ဆိုတဲ့ဟာကြီးပေါ်မှာလှုပ်တယ်ပဲခူးငရင်ဆိုတာကလည်းစကိုင်းပြက်၍ကြီးပေါ်မှာပဲလှုပ်တယ်ဆိုတော့ဒီဟာတွေကအတူတူပဲပြည့်ပြည့်တစ်ခုတည်းပေါ်မှာပဲလှုပ်တယ်ပေါ့နော်တစ်ခုတည်းပေါ်မှာပဲလှုပ်တယ်နှစ်တရာကြာပြီးတဲ့အခါကျတော့မှလှုပ်တယ်ဆိုတဲ့အခါကျတော့ဒီစကိုင်းပြည့်ပြည့်ပြီးသွားလို့ရှိရင်စကိုင်းမှာလှုပ်တဲ့ငရင်ပြီးသွားလို့ရှိရင်ပဲခူးမှာတခါဆက်ပြီးတော့နှစ်တရာနဲ့လာအောင်မှာလားဆိုတဲ့မိကွန်းတွေများပါတယ်အဲ့ဒီဟာကတော့မဖြစ်နိုင်ပါဘူးပြည့်ပြည့်တစ်ခုတည်းပေါ်မှာပဲလှုပ်တာစကိုင်းပြည့်ပြည့်အပေါ်မှာလှုပ်တယ်သူ့ရဲ့တောက်လျှောက်ကလည်းဒီအောက်နေပြီးတော့အထိဒါအရှိကြီးပဲပေါ့နော်အရှိကြီးလာတယ်ဆိုတဲ့အခါကျတော့ပဲခူးမှာဆက်ပြီးလှုပ်မယ်လို့ရန်ကုန်မှာဆက်ပြီးလှုပ်မယ်လို့အဲ့ဒီဟာတွေကတော့မဖြစ်နိုင်ပါဘူးဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်တော့လေအခုပေါ့နော်ဒါမုံတိုင်းနေဝင်တိုင်းကြီးရှိတယ်တို့ဘာလို့ဆိုရအပေါ်မှာရောပြည်သူလူထုအနေနဲ့ဆရာဘယ်လိုမျိုးသူတို့ကြိုတင်ပြီးတော့မှကာကွယ်ထားတဲ့လဲဘယ်လိုလေးတွေလှုပ်ထားတဲ့လဲဘယ်လိုတွေပြင်ဆင်ထားတဲ့လဲဆရာဟုတ်ကဲ့ARD တိုင်းပဲခူးတိုင်းနောက်ပြီးတော့မှကျွန်တော်တို့ရှမ်းပြည်နယ်ပဲအချမ်းဘက်တွေပေါ့နော်အဲ့ဒီနေရာတွေကတော့နေရာကျဲနဲ့နေရာစိတ်ကောက်ကလေးကိုမိုးရွာဖို့တော့ရှိတယ်လို့ဆိုတော့အခုကြည့်ရတဲ့အနေအထားကမိုးကမများဘူးဘာဖြစ်လို့လဲဆိုတော့လေပြင်းနဲ့ရဝံဖြစ်လာလို့ရှိရင်လေကမ်းရိုးတန်းကိုမကတ်ဘူးပေါ့မကတ်တဲ့အခါကျတော့နောက်ပြီးတော့သူကအားလေပြော့တယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကအခုဧပြီ16 ရက်နေ့ကြာတော့မှကျွန်တော်တို့ကမိုးကြိုရာသီဆိုတာဖြစ်မယ်မိုးအကြိုပေါ့နော်မိုးကြိုရာသီဆိုတာဖြစ်မယ်မေလ15 ရက်နေ့အထိပေါ့များသောအားဖြင့်မုန်တိုင်းတွေကအဲ့ဒီထဲမှာဖြစ်တယ်ဆိုတော့ဒီဧပြီ15 ရက်မတိုင်ခင်အထိကတော့မုန်တိုင်းကြီးတွေဖြစ်ဖို့တော့မရှိပါဘူးဗျဒီလိုမျိုးလေပြင်းနဲ့ရဝန်းလေးတွေဖြစ်တာမျိုးတော့ဖြစ်နိုင်ပါတယ်
ဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်တော့ဟိုငလင်းအတွက်လဲဒါပြည်သူလူထုအနေနဲ့ကိုလည်းနည်းနည်းလေးအားတင်းစကားလေးလည်းနည်းနည်းလေးဆရာအနေနဲ့ပညာရှင်အနေနဲ့လည်းပြောပြပါအောင်ဆရာဟုတ် အဓိကကတော့ဒီ weather နဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော် mmweather.org ဒါ website လည်းကျွန်တော်တင်ပေးထားတယ်အဲ့ဒီမှာလည်းအသေးစိတ်ရှင်းပြတာလေးတွေရှိတယ်ပြီးတော့တခါဒီနိုင်ငံတွေကပြည်နယ်တိုင်းတွေရဲ့မြို့တွေပေါ့နော်မြို့တွေတစ်ခုချင်းစီရဲ့အားတွေကိုလည်းကျွန်တော်ကုတ်တွေရေးပြီးတော့ကျွန်တော်တို့data တွေယူပြီးတော့ကျွန်တော်တို့အဲ့မှာထည့်ပေးတာရှိတယ်အဲ့တော့အဲ့ဒီဟာတွေကိုကြည့်ကြစေခြင်းနဲ့နောက်ပြီးတော့ဒီမိုးလေဝသနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုပြောမလဲပညာပေးစကားတွေလည်းအများကြီးပဲပြောတယ်ကျွန်တော်တို့လည်းအများကြီးပဲရှင်းပြထားပါတယ်ငလျင်နဲ့ပတ်သက်တာကတော့ကျွန်တော်ကတကယ်တမ်းဆိုရင်ငလျင်ကိုကျွန်တော်ဒီလောက်ကြီးမလေ့လာဘူးပေါ့နော်မလေ့လာပေမဲ့လို့သိသလောက်နားလေလားသလောက်အဲ့ဒါတော့ကျွန်တော်ပြန်ပြီးတော့ရှင်းပြနေပါလိမ့်ခင်ဗျအဲ့တော့လူတွေအနေနဲ့ကတော့ကောလာဟလဖြစ်လာမဲ့သတင်းတွေတအားဖွာပြီးတော့တင်တဲ့သတင်းတွေဒါတွေကိုအုံနှောင်းနဲ့စဉ်းစားပြီးတော့ယုံတဲ့မယုံတဲ့ချင့်ချင်ကြပါလို့အဲ့ဒါတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးများကြီးတင်ပါတယ်အခုလိုဖြေကြားပေးရတဲ့အတွက်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာ